မြန်မာပြည်သူပြည်သားတွေအတွက်နှစ်ကူးသကြံကာလဆိုတာအလွန်ပျော်စရာကောင်းတဲ့အချိန်အခါပဲဖြစ်ပါတယ်။ရေကစားခြင်းပျော်ရွှင်ခြင်းတွေနဲ့တနိုင်ငံလုံးပျော်ရွှင်နေရမယ့်အချိန်မှာယခုလိုသဘာဝဘေးတွေဖြစ်ပေါ်နေရတဲ့အတွက်ကျွန်တော်တို့ Sky Gacha Page ကနေပြီးတော့လည်းထပ်တူဝမ်းနေရပြီးတော့အတိုင်းမသိစိတ်မကောင်းဖြစ်ရပါတယ်ဗျ။စိုက်ကယ်ချစ်သူ Biker Rider အပေါင်းတို့လည်းအန်ရကင်းပေးရှင်းပါစီလို့ဆုမွန်ကောင်းတောင်းပေးရပါတယ်ဗျာပုံမှန်အချိန်နဲ့မတူတဲ့ဒီလိုသကြံအချိန်မျိုးမှာကျွန်တော်တို့စိုက်ကယ်စီးတဲ့သူတွေအနေနဲ့အထူးသတိထားဖို့လိုအပ်တယ်ဆိုတာကိုပြောကြားချင်ပါတယ်အထူးသဖြင့်သကြံကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုးဆိုးတဲ့လမ်းတွေကြီးပတ်ကစားတဲ့သူတွေနဲ့ညညရှုပ်ထွေးမှုတွေကြောင့်စိုက်ကယ်နဲ့လူမတော်တဆမှုစိုက်ကယ်အချင်းချင်းမတော်တဆမှုစိုက်ကယ်နဲ့ကားမတော်တဆမှုတွေဖြစ်ပွားနိုင်ပါတယ်ဒီဟာတွေထဲမှာပထမအချက်အနေနဲ့ဆိုလို့ရှိရင်တော့စိုက်ကယ်လမ်းချော်ခြင်းကြောင့်ဖြစ်ပွားတဲ့မတော်တဆမှုပါကြီးပတ်ကစားတဲ့လမ်းမတွေကရေတွေဆိုးဆွတ်နေတဲ့အချိန်မှာမိမိရဲ့စိုက်ကယ်က brake ကိုစက်ခနဲ့နှင်းမိတာအတင်းနှင်းမိတဲ့အခါမျိုးမှာစိုက်ကယ် slip ဖြစ်ပြီးတော့ချော်ပြီးတော့ဒဏ်ရာရတဲ့အထိထိခိုက်နိုင်ပါတယ်ဒါကြောင့်မို့လို့ရေဆိုနေတဲ့လမ်းမပေါ်မှာစိုက်ကယ်စီးမယ်ဆိုရင်ဖြည်းဖြည်းစီးနေမှာအရှိန်ကိုလျှော့ပြီးတော့စီးနေမှာ brake ကိုအသုံးပြုရမယ်ဆိုလို့ရှိရင်လည်းဖြည်းဖြည်းအသုံးပြုပါဒုတိယအချက်အနေနဲ့ဆိုလို့ရှိရင်တော့ရေပတ်တဲ့သူတွေကြောင့်အာရုံပြန့်လွင့်ခြင်းအဖြစ်ပေါ်နိုင်ပါတယ်လမ်းဘေးကနေပြီးတော့ရေပတ်ကစားတဲ့သူတွေကရုတ်တရက်ရေပတ်ခံလိုက်ရလို့ရှိရင်လက်မောင်းတွေတုံမယ်လက်တွေတုံမယ်မျက်စိတွေကိုရေဝင်မယ်ရေမှုန်မယ်ဒါမျိုးတွေဖြစ်နိုင်တဲ့အချိန်မှာစိုက်ကယ်ကိုထိန်းချုပ်ဖို့အတွက်ခက်ခဲပြီးတော့အန်ရည်များပါတယ်အန်ရည်ဖြစ်နိုင်ပါတယ်အဲ့အတွက်ကြောင့်မို့လို့ကြံတွင်းမှာရေပတ်တဲ့နေရာတွေကိုစိုက်ကယ်စီးပြီးသွားမယ်ဆိုရင်ရေကားတဲ့မျက်မှန်တွေတက်ဆင်မှာဖြစ်နေလို့ရှိရင်ရေပတ်ပြီဆိုလို့ရှိရင်စိုက်ကယ်ကိုရက်တန့်ပြီးတော့ရေပတ်ခံတာကပြုလုပ်သင့်ပါတယ်ဆောင်ရွက်သင့်ပါတယ်ဒါမှသာစိုက်ကယ်ကိုထိန်းချုပ်ဖို့အတွက်လည်းအဆင်ပြေနိုင်မှာဖြစ်ပါတယ်ဗျတတိယအချက်အနေနဲ့ဆိုလို့ရှိရင်တော့ရင်ကြောရှုပ်ထွေးမှုဖြစ်စီနိုင်တာပါရေပတ်ကစားတဲ့သူတွေကလမ်းမပေါ်တက်ပြီးတော့ရေပတ်တဲ့အချိန်မှာလမ်းရဲ့ဘယ်ညာရင်ကြောတွေကရှုပ်ထွေးပြီးတော့လမ်းဖြတ်ကူးတဲ့သူတွေရေကစားတဲ့လူတွေနဲ့တိုက်မိနိုင်ပါတယ်ဒါကြောင့်မို့လို့လူအများရေကစားနေတဲ့နေရာတွေကိုစိုက်ကယ်နဲ့တွားမယ်ဆိုလို့ရှိရင်တော့အရှင်ကိုလျှော့ပြီးတော့လိုအပ်မယ်ဆိုလို့ရှိရင်ဟွန်တီးပြီးတော့အချက်ပေးအတိပေးသင့်ပါတယ်နောက်ဆုံးအနေနဲ့အရေးကြီးဆုံးအချက်ကတော့အရက်သေးတာတောက်စားပြီးတော့မောင်းနေခြင်းချက်ပါတကြံကာလမှာတော်တော်များများကအရက်သေးတာတောက်စားကြပါတယ်ပျော်ပါဖို့အတွက်ဒါပေမဲ့အရက်သေးတာတောက်စားပြီးပြီဆိုလို့ရှိရင်တော့စိုက်ကယ်ကိုတက်နိုင်ဆုံးမမောင်းတာကောင်းပါတယ်ဗျတီးပြီးသားပါပဲအရက်တောက်ပြီးမောင်းမယ်ဆိုလို့ရှိရင်မိမိကိုယ်တိုင်ထိန်းချုပ်မှုအတွက်ခက်ခဲသွားမယ်အဲဒါကြောင့်မို့လို့အရက်တောက်ထားပြီးပြီဆိုလို့ရှိရင်တော့စိုက်ကယ်မောင်းနေခြင်းကိုမပြုလုပ်သင့်ပါဘူးအရက်တောက်ပြီးတဲ့အချိန်တကြံတွင်းမှာမောင်းမယ်ဆိုလို့ရှိရင်မိမိကိုကြေပတ်လိုက်လို့ရှိရင်ကြုံတွေ့ရမှာကရေမှုန်သွားမယ်ရေမှုန်တဲ့အချိန်မှာကိုကလည်းအရက်တိတာတောက်စားထားတဲ့အတွက်ကြောင့်မို့လို့မိမိရဲ့စိတ်ကိုမထိန်ချုပ်နိုင်ဘူးမတည်ငြိမ်နိုင်ဘူးဆိုလို့ရှိရင်ရင်တိုင်းမှုတွေကပို့ပြီးတော့အန်ရည်များပါတယ်အန်ရည်ဖြစ်ပွားနိုင်ပါတယ်ဗျဒါကြောင့်မို့လို့ပဲအရက်တောက်ပြီးတော့မမောင်းနေတာကတော့အကောင်းဆုံးပါပဲနောက်တစ်ခုကတော့စိုက်ကယ်ရဲ့အခြေအနေတာယာဘရိတ်မီးတွေကိုတကြံတွင်းကာလမှာဆိုလို့ရှိရင်တော့နေ့စဉ်စစ်ဆေးတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မိမိကတကြံကိုစိုက်ကယ်နဲ့လဲတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုလို့ရှိရင်နေ့စဉ်ရေပတ်တဲ့တန်တွေကြောင့်မို့လို့စိုက်ကယ်ရဲ့ brake စီတွေ brake shoe တွေမီးတွေ wiring မိုင်းတွေတာယာတွေဒါတွေကနေ့စဉ်စစ်ဆေးတဲ့ဟာတွေပါ။အဲ့လိုမစစ်ဆေးဘူးဆိုလို့ရှိရင်အနေဖြစ်နိုင်ပါတယ် slip ဖြစ်ပြီးတော့ထိခိုက်မှုတွေဖြစ်နိုင်ပါတယ် brake မမိဘဲနဲ့ရင်တိုက်မှုတွေဖြစ်နိုင်ပါတယ်မီးအချက်ပြမီးမရဘဲနဲ့မိကြီးထုံးလို့မရဘဲနဲ့အက်ဆီဒန့်နဲ့ရင်မတော်စားမှုတွေဖြစ်ပွားနိုင်ပါတယ်ဗျ။ဒါကြောင့်မို့လို့စိုက်ကယ်ရဲ့အခြေအနေကိုတကြံတွင်းကာလမှာနေ့စဉ်အသုံးပြုရင်နေ့စဉ်စစ်ဆေးပါ။တကြံမှာရေပတ်လို့ရေဝင်လို့ပျက်စီးတာကိုချက်ချင်းသိရှိပြီးတော့ချက်ချင်းပြုပြင်နိုင်အောင်လို့နေ့စဉ်စစ်ဆေးဖို့တော့အကြံပေးချင်ပါတယ်ဗျ။တကြံတွင်းမှာဆိုလို့ရှိရင်လက်ကူသားမောင်းနှင်ခြင်းလို့လွတ်လွတ်လပ်လပ်မောင်းနှင်ခြင်းလို့ဆိုပြီးတော့အရေးကြီးဆုံးတစ်ချက်ဖြစ်တဲ့စိုက်ကယ်အုပ်ထုပ်မဆောင်ကြတာပါ။ဒါလူတိုင်းနှီးပါပါပဲ။ဒါပေမဲ့တကြံတွင်းမှာဖြစ်တဲ့စိုက်ကယ်မတော်စားမှုတွေကစိုက်ကယ်အုပ်ထုပ်မဆောင်တဲ့အတွက်ကြောင့်မို့လို့အသက်အန္တရာယ်ထိထိခိုက်ပြီးတော့ဖြစ်ပွားတဲ့ရေမတော်စားမှုတွေအများကြီးရှိခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်ကဘန်ကောက်တကြံမှာဆိုလို့ရှိရင်9ရက်အတွင်းမှာလူ400ကျော်လူ900နီးပါအသက်သေဆုံးမှုထိစိုက်ကယ်ရေမတော်စားမှုနဲ့ဖြစ်ပွားခဲ့ရပါတယ်ဗျအဲဒါကြောင့်မို့လို့စိုက်ကယ်အုပ်ထုပ်ဆောင်ခြင်းကိုအတက်နိုင်ဆုံးစောင်းသင့်ပါတယ်ဖြစ်နိုင်ရင်အမြဲတမ်းစိုက်ကယ်အုပ်ထုပ်ကိုစောင်းထားပါစိုက်ကယ်အုပ်ထုပ်စောင်းတဲ့ကြောင့်မို့လို့ရေလဲကာပြီးသားဖြစ်နိုင်ပါတယ်ဗျစိုက်ကယ်အုပ်ထုပ်မဆောင်မဲနဲ့သွားမယ်ဆိုလို့ရှိရင်ဘာမှမဖြစ်ခဲ့ရင်တော့မဖြစ်ပေမဲ့အက်ဆီဒန့်တစ်ခုများဖြစ်လို့ရှိရင်မိမိရဲ့ခေါင်းကိုဓာတ်ရိုက်ထိခိုက်နိုင်ပြီးတော့အန်ဒီအများကြီးဖြစ်နိုင်ပါတယ်ဗျနောက်ဆုံးအချက်အနေနဲ့ဆိုလို့ရှိရင်တော့စိုက်ကယ်တစ်စီးကိုလူအများပြားစီးနှင်းတဲ့အခါကိုမလုပ်သင့်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအနေနဲ့ကလည်းစိုက်ကယ်တစ်စီးမှာလူ3ယောက်4ယောက်စီးနှင်းပြီးတော့ရှောက်လေရတာကိုပို့ပြီးတော့ပျော်စရာကောင်းတယ်လို့ယူဆကြတာလည်းရှိပါတယ်ဗျအဲ့တော့မလုပ်သင့်ပါဘူးလူအများကြီးစီးလာတဲ့အခါမှာ
ဘေးကနေပြီးတော့ရေပတ်တဲ့လူတွေကပတ်လိုက်လို့ရှိရင်စိုက်ကယ်ကိုထိန်းသိမ်းမှုအတွက်ခက်ခဲပြီးတော့စိုက်ကယ် accident ဖြစ်နိုင်တာစိုက်ကယ်ကိုအန္တရာယ်ဖြစ်နိုင်တာအများများပါတယ်ဒါကြောင့်မို့လို့စိုက်ကယ်ကိုလူအများကြီးတင်ပြီးတော့မစီးသင့်ပါဘူးဒီအချက်တွေကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ဒီတကြံတွင်းကာလမှာအရင်ကာလတွေထက်ပိုပြီးတော့စိုက်ကယ် accident ဖြစ်မှုတွေကနည်းပါးပြီးတော့လူအသက်ဆုံးရှုံးမှုတွေကလည်းတက်နိုင်ဆုံးကျော်နေတော့မှာပဲဖြစ်ပါတယ်ဗျဒါကြောင့်မို့လို့ဒီချက်တွေကိုဆင်ញင်ပြီးတော့စီးနေသင့်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ28ရက်3လ2025စကိုင်းခလျင်ကြောင့်မန္တလေးစကိုင်းပတ်ဝန်းကျင်မှာတည်ဆုံရတဲ့လူတွေအားလုံးကောင်းရာပုံဘဝကိုရောက်ကြပါစေလို့အမျှဝေဆုတောင်းပေးရင်းနဲ့မြန်မာနိုင်ငံအမြန်ဆုံးပြန်လည်ငြိမ်းချမ်းလာပါစေလို့ဘိုင်ဂါဒီအားလုံးလည်းအန်ရကင်းပေးရှင်းကြပါစေလို့ကျွန်တော် Sky Catcher Page ကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲကျမ်းမာချမ်းသာကြပါစေအန်ရကင်းပေးရှင်းနိုင်ကြပါစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ